IT man ပြောပြမယ်တဲ့အကောင့်လုံခြုံရေးအရာပိတ်တော့မီဆိုတဲ့ message တွေထဲက link တွေကိုနှိပ်မိရင်ဘာဖြစ်မလဲသိလားအဲ့ဒါ phishing ငားများတာလို့ခေါ်ပါတယ် hacker တွေက Facebook ဒါမှမဟုတ် ban site အတုတွေလုပ်ထားပြီးညီလေးတို့ကို password ရိုက်ထည့်အောင်လှည့်စားတာပါညီလေးရိုက်လိုက်တာနဲ့အဲ့ဒီ password က hacker လက်ထဲချက်ချင်းရောက်သွားမှာပါဘယ်အရာကိုမဆိုအလွယ်တကူမယုံကြည်ပဲ critical thinking စစ်ဆေးတတ်တဲ့အလေးချင်းရှိရင်ညီလေးတို့ရဲ့ digital ဘဝဟာအမြဲအန္တရာယ်ကင်းပါပါ link တစ်ခုကိုမနှိပ်ခင် domain နာမည်ကိုသေချာကြည့်ပါဥပမာ facebook.com အစား fairfacebook.com စလုံးပေါင်းမှာဖြစ်နေအဲ့ဒါအတုပါတရားဝင်ကုမ္ပဏီတွေက password ကို message နဲ့ဘယ်တော့မှမတောင်းပါဘူးအားသာချက်ကတော့ဒါကိုသိထားရင် account hack ခံရခြင်းကနေ100%ကာကွယ်နိုင်တာဖြစ်ပြီးအားနည်းချက်ကတော့ hacker တွေကနီးမျိုးစုံနဲ့ပို့ပြီးတူအောင်လုပ်လာကြတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ် senior tech mindset ရလာမှာပါဥပမာတာမန်လူက link တွေ့တိုင်းနှိပ်နေခြင်းမှာညီလေးကတော့အဲ့ဒါ phishing လားဆိုတာချက်ချင်းခွဲခြားနိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့အတွင်းမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်